ပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့မြောက်တကုံမြို့နယ်ထဲမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗဇက်ကလေးကလည်းပြက်နေတော့ကျွန်တော်ဒီနေ့ဘာစားခြင်းလဲဆိုတော့လိုက်ရှာနေနေနဲ့အထောင်းဆိုင်နေဒီဇိုင်းကိုရောက်ရှိနေတာဖြစ်ပါအခုဟောင်ကောင်ပြည်ချင်းမလားဟုတ်ကဲ့ခင်ဗျာဟုတ်အခုမင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာအခုကျွန်တော်ဗီဒီယိုလေးရိုက်နေလို့လေပြီးလို့ရှိရင်ကျွန်တော်ပြန်လာခဲ့ပါမယ်ခင်ဗျာအခုပြီးဓာတ်ပုံလေးရိုက်ပေးမယ်နော်ဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ဓာတ်ပုံရိုက်ပေးဒီဗဇက်ကလည်းပြက်နေရတယ်ချင်းချင်းငယ်ငယ်ဆက်ဆက်နေစားနေတာနဲ့မြောက်တကုံမြို့40နှစ်ရက်ကုန်ပါအခုဒီနေ့ကိုကျွန်တော်ဆိုင်လာတာလားကျွန်တော်ဆိုင်လာပြီလားအခုဆိုင်လာတာပါခင်ဗျာဟုတ်ကဲ့ဟုတ်ပြီးလို့ရှိရင်ကျွန်တော်လာခဲ့မယ်နော်ဗီဒီယိုလေးရိုက်နေလို့နော်ဟုတ်ကဲ့အဲ့တော့မျိုးတွေလည်းကျွန်တော်ဒီတင်ဆက်သွားမလဲဆိုတာကိုပြည့်တက်များအားလုံးပဲလိုက်ပါကြည့်ဟိုလေအခုတခြားဆိုင်တွေမှာအလကားစားတယ်လို့မျိုးကျွန်တော်ဆိုင်မှာလကားလာစားတာဘယ်လိုမီနူးမျိုးနဲ့တင်ဆက်မလဲဆိုတာဟာကိုကျွန်တော်နောက်တစ်ပိုင်းနေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာအားလုံးပဲတက်တာဟဲ့မင်းလည်းကိုဖယ်နာကွာဟာမင်းလည်းနန်းဆောင်တော့ကွာဂျိုင်းမနန်းလို့ငါပြီးညလုံးနဲ့ဘာနဲ့နေလဲနန်းနာကွာအိုးချက်တော့ဟောငါပြားကြီးဆော့ကိုင်မိလိုက်တာကိုတော့မင်းတို့တရေတော့ခေါတတိမင်းတတိမဲ့လေကွာအခုsorry ပါကွာမင်းစကားပြောလက်မပါလို့မရဘူးလားsorry ပါကွာမင်းတတိလားဟိုနှစ်ယောက်ကျွန်တော်တတိပါပဲကွာအေးငါဒီဆိုင်ကိုလာခြင်းလို့လာတာမဟုတ်ဘူးနော်ငါရဘလော့ဒီဆိုင်မှာဘလော့ရိုက်ပေးပါဆိုချက်ပေါက်တဲ့စာပို့တာမင်းလားဘယ်သူပို့တာလဲဟမ်ကိုညီမတော့ပဲနေမှာဟောကျွန်တော်ညမလေးကိုကျွန်တော်စကားပြောကိုတူတူပြောလို့မရဘူးဟမ်အနာကမလာနဲ့နဲဟုတ်ကဲ့ဟဲ့ဆိုင်နေဝင်နေပြီ sorry ပါကွာလာဒီမှာပဲကိုလာခဏနေဟဲ့သူတိချသွားပြီးတော့ကိုမမှာတက်ပြီးတက်ဆက်လာတယ်နော်သွားဟမ်ဆိုင်နေမဲ့လူပြိုတာဟမ်Facebook ပေါ်ဖြစ်ဖြစ်ပုံတင်တာတော့မြက်ခင်းစိမ့်နဲ့ပန်းမီနေဗမာလဲလားတွေအဲ့ဒါကိုဆိုင်ကိုလှလို့ Photoshop လေးနဲ့ထည့်တာ Photoshop မင်းတို့ဆိုင်နာမည်ကိုလေလူပြိုတောင်းလို့မပေးရအောင်မြူနန်ရှောင်းလို့ပေးရမှာမြူနန်ရှောင်းမိုင်းလိုက်တာဟောကောင်နဲ့မလားဟုတ်တယ်မြူနန်ရှောင်းဘာလဲသိလားမှန်တယ်ညောင်းနဲ့ရှူတဲ့တို့မြောင်းမင်းသားမှာဖွင့်လာတာကွာလာစားသုံးတဲ့ customer ဘယ်လိုစားမလဲဟမ်လိမ့်တယ်နော်မင်းတို့လောက်တာနဲ့ငါဘလောက်လဲနာမည်ပြတ်တော့မယ်ကထိုင်မယ်အားထားမှာမဟုတ်ဘူးလားဂရောဘလို့ကောင်းနေလဲထိုင်ပါဒီမှာထိုင်မှာဟုတ်ညစ်ပတ်နေတာပဲဝှစုပ်တွေပဲမရှိဘူးလားရှိတာဗောကွယ်ဟိုငါကိုလည်းတုတ်เสียလားဟမ်ဂရောပါမင်းတို့ကလည်းကွာတော်တရားလုံးနေပြီနော်ထိုင်ပါဗောဂရောဘယ်လိုလုပ်လိုက်တာလဲ你碰到你家嘞sorry ပါကွာအားနာကြကိုလေရတကယ်တော့လေကိုဗီကြီးကိုဒီဇိုင်နာဖို့ဖိတ်တာညီမတို့လေးကိုမရောက်ပါညီမတို့ဖိတ်တာဟုတ်